တင်နန်းစာအားလုံးပဲမင်္ဂလာပါဒီဝတ္ထုအသစ်ကလေးနဲ့ဒီနေ့စပါမယ်ဝတ္ထုရဲ့နာမည်ကဒီမှာပါThe Eyes Habit ဒီမျက်လုံးလေးမှာအဲ့ဒါရှိရအောင်နော်ဘာလဲတော့မသိရေးတဲ့လူက Ruskin Bone လို့ခေါ်တယ်သူကဒီအိန္ဒိယကအဖိုးကြီးပေါ့သူကအင်္ဂလန်မှာနေအင်္ဂလန်မှာပညာတွေပါသင်ပြီးတော့စာရေးရပေါ့နော်နာမည်လည်းတော်တော်လေးမစိုးဘူးပေါ့နော်ရှိရပေါ့အခုထိသူကတက်ရှိထင်ရှားရှိသေးတယ်နော်ဟိုတလောက Facebook မှာတွေ့လိုက်သေးတယ်အဲ့တော့သူစာသူဝတ္ထုလေးတွေမစိုးဘူးပေါ့နော်ဒီဝတ္ထုလေးကိုဖတ်မှာပေါ့ The Eyes Habit အဲ့တော့စာလေးတွေကလိုက်ရေးရမယ်နော်ဒီအရင်နားထောင်ပေါ့နားထောင်ပြီးတော့မှလိုက်ရေးပေါ့ The Eyes Habit ဒီဝတ္ထုကတူတူလေးပဲI had the train compartment to myself up to Rohana train compartment ကယထာကအခန်းလို့ပြောတာယထာမှာယထာတွဲကြီးအရှိကြီးပဲရှိရနော်ယထာတွဲကြီးအရှိကြီးမှာသူအခန်းလေးတွေရှိတတ်တယ်သူကဟိုထက်တန်းတို့နော်ရိုးတန်းမှာတော့မရှိဘူးပေါ့နော်အိတ်စင်တန်းတို့အဲ့လိုမျိုးတွေမှာအခန်းလေးတွေရှိတတ်တယ်နော်တနိုင်ငံနဲ့တနိုင်ငံတော့မတူဘူးပေါ့အဲ့မှာသူကဟိုဒီယထာ compartment ကအခန်းလေးလို့ပြောတာယထာမှာဆိုရင် compartment လို့ခေါ်တယ်နော်ဒီတင်မောမှာဆို cabin လို့ခေါ်တယ်နော်တောရဲတက်လုံးအိမ်လေးကိုလည်း cabin လို့ခေါ်တယ်တင်မောမှာရှိတဲ့အခန်းတင်မောမှာလည်းအခန်းလေးတွေရှိတယ်နော်အဲ့ဒီဟာကို cabin လို့ခေါ်တယ်ဒီမှာကျတော့ compartment လို့ခေါ်တယ်အဲ့ဒီဟာဘိုးတဲ့သူ့ဘာသူဟိုတဲ့တယောက်တည်းပိုင်တယ်ပေါ့နော်သူတယောက်တည်းရတယ်တဲ့to Rohana ဆိုတဲ့မြို့တို့ရွာတို့တော့ဒါအကြီးနဲ့စလုံးတော့အကြီးစလုံးနဲ့ရေးထားတော့ရွာတို့မြို့တို့ဖြစ်မှာပေါ့အဲ့ Rohana up to ကအထိ Rohana အထိကိုဒီအခန်းမှာသူတယောက်ပဲရှိတယ်သူပဲပိုင်တယ်ပေါ့then အဲ့ဒီနောက်မှာ again got it ပမာလေးတယောက်ထဲထဲဝင်လာတယ်အင်းကအထဲထဲပေါ့နော်ဂေါကဝင်တယ်ပေါ့အထဲထဲဝင်လာတယ် the couple စုံတွဲကပယ်ကဇုံတွဲပေါ့နော်ဇုံတွဲဆိုတော့နှစ်ခုပေါ့နော်နှစ်ယောက်ပေါ့ကပယ် who saw her off were probably her parents ဒီမှာနှလုံးသွဲမှမယ် saw off ကိုသူကကြက်တဲ့အခါမှာဘတ်ဝမ်းနဲ့ကြက်ပေါ့ see off ကြီးလိုက်လံပို့ဆောင်နှုတ်ဆက်သည်ပြောတာနော်were probably her parents အဲ့တော့သူကမသေးကြဘူးပေါ့ဒီဇက်လိုက်ကဒီယထာခန်းထဲမှာရှိနေတဲ့လူအဲ့လူကသူကမှန်းကြည့်တာပေါ့နော်သူ့ကိုလိုက်ပို့တာသူ့အမေတွေအဖေတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့ဆိုတော့တခါမတွေ့ဘူးသိလည်းမသိဘူးအဲ့တော့ probably လို့တုံထားတယ်ပြီးတော့မှဒီဝါကျနှစ်ကြောင်းကိုဆက်တော့ semicolon နဲ့ဆက်တယ် they seem very anxious about her comfort anxious က about လိုက်ရတယ်နှလုံးသွဲမှတ်မယ်နော် anxious about her comfort သူမရဲ့ဒီတက်တောင့်တတာရှိမှုပေါ့နော်အစင်ပြေလားမပြေလားအဲ့ဒါကိုသူတို့တွေအရန်ပဲစိုးရင်ရရှိတယ် and the woman gave the girl ဒီအမျိုးသမီးစုံနှဲဆိုတော့အမျိုးသားတယောက်အမျိုးသမီးတယောက်အဲ့ဒီကအမျိုးသမီးက gave the girl ဒီယထာတွဲတဲ့ကိုဝင်လာတဲ့ကောင်မလေးအဲ့တော့definite article ရဲ့သဘောကဆက်ရင်ဘလူးမှန်းမသိတဲ့ကောင်မလေးလို့ပြောရင် A လို့ပြောတယ်အဲ့ဒါ indefinite article မတိကြဘူးနော်မတိကြတဲ့အတွက်သူ့ကို indefinite article A နဲ့သုံးရတယ် an ပေါ့နော်သူ့ကိုဒီတယောက်ကိုပဲထပ်ပြောမယ်ဒီခုနကကောင်မလေးယထာတွဲတဲ့ကိုဝင်လာတဲ့ကောင်မလေးအကြောင်းကိုပဲပြောရင်သူက definite article ဖြစ်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတယ်လို့ဖြစ်သွားတယ်အဲ့သူကဘာဖြစ်သွားလဲဆိုတိကျသွားပြီတိကျသွားပြီဆို definite article သုံးတယ်လို့ဆိုဒီကောင်မလေးကိုပဲ A လို့တစ်ခါသုံးတယ်ပြီးရင်တယ်လို့တစ်ခါသုံးတယ်နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုရင်ဒီခုနကတရားကိုထပ်ပြောလို့အဲ့တော့ article ကဒီ not indefinite definite နဲ့ indefinite နဲ့ရှိတာပေါ့နော်အဲ့ဒီမှာသူကမတိကြဘူးကောင်းဆုံးတစ်ခါစပြောမယ်ဆိုရင် an နဲ့ပြောရတယ်တိကျသွားရင် there နဲ့ပြောရတယ်အခုဒီမှာဆိုရင် an နဲ့ there နဲ့ detail instructions as to where to keep her things
သူ့ရဲ့ပစ္စည်းတွေနော်တင်းစာပစ္စည်းတွေကိုဘယ်မှာထားမလဲဆိုတာနဲ့ဆက်လင်း၍အတီသေးစိတ်ညွှန်ကြားချက်တွေပေးတယ် when not to lean out of windows ပြတင်းပေါက်ရထားပြတင်းပေါက်ကနေထွက်မကြည့်ဖို့ဘယ်အချိန်မှာထွက်မကြည့်ဖို့လဲအဲ့ဒါကိုပြောတယ် and how to avoid speaking to stranger how to avoid ဘယ်လိုရှောင်ကြရမလဲ speaking to stranger ဒီလူစိမ်းတွေကိုဘယ်လိုစကားပြောတာရှောင်ရှားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ S2 ကနှစ်ဆက်လင်း၍ပတ်သက်၍အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကညွှန်ကြားချက်တွေအများကြီးပေးတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကောင်မလေးကငယ်သေးတယ်ဒါမှမဟုတ်ခီးသိမ့်မသွားဘူးပေါ့နော်အဲ့လိုမျိုးရှိလို့သူတို့ကအဲ့လိုမျိုးတွေပြောတယ်အဲ့တော့ဒီမှာရေးလို့ရပါပြီနော်ဒီကတော့ဇလန်းမှာရေးနော်ဇလန်းမှာတော်တော်လေးပဲဇလန်းတော်တော်လေးပဲအဲ့တော့ရေးမသိတာတွေအကုန်ရေးပေါ့နော်မရှင်းတာမေးလို့ရပါတယ်အဲ့ဒီရိုဟာနာကဒီအိန္ဒိယကနော်ရွာတို့မြို့တို့တစ်ခုဖြစ်မှာပေါ့နော်နာမည်ပေါ့နော်ရွာတို့မြို့တို့ဖြစ်နိုင်တာပေါ့အဲ့တော့ဒီမှာ indefinite article နဲ့ definite article နဲ့နော်indefinite article က a နဲ့ n နဲ့ပေါ့အတန်ထွက်ရင် a နဲ့n ပေါ့နော်ရိုးတန်ဆို a ပေါ့သူက definite article ကြတော့ there ပေါ့တိကျသွားပြီဒီ main လေးနော်ဒီယထာအခန်းထဲဝင်လာတဲ့ main ကလေးအဲ့ main ကလေးကိုစပြောရင် a နဲ့ပြောရတယ်အဲ့ main ကလေးကိုနောက်တစ်ခါပြောရင်တိကျသွားပြီဆိုတဲ့အတွက်ဘာဖြစ်လို့တစ်ခါပြောရရင်တိကျသွားပြီဆိုတော့သူက there နဲ့ပြောရတယ်အဲ့တော့ article ရဲ့သဘောကအဲ့လိုဒီဝိတုကတူတူလေးပဲနော်တူတူလေးဆိုတော့တခါတည်းစာတွေပါရေးချလိုက်ဟိုမသိတဲ့ဟာတွေအကုန်ရေးမရှင်းရင်မေးလို့ရပါတယ်ရေးပြီးပါလိမ့်ဆရာ โอเคပါကြံတဲ့လူတွေပြီးရင်ပြောပါပြောပြီဆရာဟုတ်ပါပြီအဲ့သူကနော်ဒီမှာမသိလောက်တာလေးတွေနည်းနည်းထည့်ပြောတာနော်သူကဒီယထာမှာဆိုရင်အခန်းသေးသေးလေးကိုယထာတွဲပေါ်မှာဟိုတစ်ယောက်ခန်းနှစ်ယောက်ခန်းပေါ့များသားနှစ်ယောက်ခန်းပေါ့အဲ့လိုမျိုးအခန်းလေးတွေ compartment လို့ခေါ်တယ်နော်နောက်တစ်ခါတဲမောပေါ်မှာဆိုရင်သူကသူ့ cabin လို့ခေါ်တယ်နော်အိမ်မှာကျတော့လေဟိုစာတွေဘာတွေကြည့်တဲ့အခန်းရှိတယ်နော်ဟိုအိမ်မှာစာပတ်ခန်းပေါ့နော်အဲ့ဒါ study လို့ခေါ်တယ်study ကပြောရင်ဒီပုံမှန်တိုင်းဆိုလေ့လာသည်တို့ဘာလို့ပေါ့နော်တကယ်တော့သူ
သူကစာဖတ်ခန်းဆိုတဲ့အဓိပ္ပာယ်လည်းရှိသေးတယ်နော်အခန်းသေးသေးလေးပေါ့နော်အဲ့ဒါနောက်တစ်ခါဟိုအကောင်တွေပါတယ်ပေါ့ဟိုချင်းသေးတို့ကြားတို့ပါလို့ဆိုသူကဒန်လို့ခေါ်ဒန်ဆိုတာကဒီတာရဲတွင်းပေါ့နော်သူတို့ရဲ့အိမ်ပေါ့နော်အဲ့လိုမျိုးခေါ်တာဒီအန်ဒန်လို့ခေါ်တာနော်ဒီ study ကဟိုလေ့လာသည်လည်းရတယ်နောက်တစ်ခါအခုအဓိပ္ပာယ်ကစာဖတ်ခန်းလည်းရတယ်ဟုတ်ပြီနည်းနည်းဆက်ပါမယ်အဲ့ခဏကတော့ဒီမှာနော်သူကဒီမှာ saw her off အဲ့လိုမျိုးလေးပါထားတယ်အဲ့တော့ဒီဟာနှလုံးသွဲမှတ်မယ် see off လို့ပြောထားတယ် see off နော် see somebody off အဲ့လိုမျိုးပေါ့နော်see ကမြင်တယ် off ကဝေးတယ်ပေါ့နော်မြင်တာဝေးသွားတယ်ဆိုတော့အဲ့ဒါလိုက်လံပို့ဆောင်နှုတ်ဆက်တယ်အဲ့ဒီမှာဆိုရင် see off phrase above သူ့ရဲ့အဓိပ္ပာယ်နံပါတ်1ကပို့ဆောင်နှုတ်ဆက်တယ်to go to an airport လေဆိပ်ကိုသွားမယ် train station ဘူရာယုံသွားမယ် etc လေဆိပ်တို့ဘူရာယုံတို့ကားဂိတ်တို့ပေါ့နော်အောင်မင်္ဂလာအဝေးပြေးဂိတ်တို့ဘာလို့သွားမယ် with someone who is leaving သွားမယ်လူဟာနဲ့အတူတူသွားမယ်ဆိုတော့အဲ့ဒါကြောင့်ပို့ဆောင်နှုတ်ဆက်တယ်ပေါ့နော် in order to say goodbye လို့ပြောမယ်အဲ့ဒီဘယ်မှာတော့ပြောမလဲဆိုရင်လေစိတ်တို့ဘူရာယုံတို့တင်မောစိတ်တို့ယထာတို့နော်ကားဂိတ်တို့အဲ့မှာသူသွားမဲ့လူနဲ့လိုက်ပါနိုင်ငံခြားသွားမှာပေါ့နိုင်ငံခြားတရားနိုင်ငံခြားသွားမယ်အမှာဟိုမှာဘန်ကောက်မှာသူကဟိုကမ်းခြေကိုသွားမယ်အဲ့ဒါဆိုသူကလိုက်ပို့မယ်အဲ့ဒါဆိုရင် see off she saw her son off at the train station သူမကသူ့ရဲ့သားကိုဘူရာယုံမှာလိုက်လံပို့ဆောင်နှုတ်သက်တယ်အဲ့တော့ဒီမှာပုံကတော့တွေ့တဲ့ပုံထည့်ထားတာပေါ့နော်ဟိုဘက်ကလူဒီဘက်ကယထာဘောကလူဒီဘက်ကလူကလှမ်းနှုတ်ဆက်တာပေါ့နော်ဒါပုံကတွေ့တဲ့ပုံထည့်ထားတာနောက်သူ့ရဲ့ဒုတိယအဓိပ္ပာယ်က British English စာမှာသုံးတယ် to chase or force somebody away from a place တနေရာပြီးတော့သူ့ကိုဖတ်ပြေးအောင်လိုက်တယ်ပေါ့နော်လိုက်တယ် the police finally saw them off ရဲတွေကနောက်ဆုံးမှသူတို့ကိုလိုက်ဖမ်းတာပေါ့နော်လိုက်ပြီးတော့ဟိုသူတို့ဒီနားမှာမနေရအောင်လုပ်တယ်ပေါ့နော်အဲ့ဒါနောက်ထပ်အဓိပ္ပာယ်တစ်မျိုးနောက်တစ်ခါ British English စာမှာနောက်အဓိပ္ပာယ်က to defeat or stop an enemy opponent etc အဲ့တော့ရန်သူတို့နော်ပြိုင်ဘက်တို့ကို defeat လုပ်လိုက်တယ် stop လုပ်လိုက်တယ်ဆိုရင်ဟိုနည်းလုပ်လိုက်တယ်ပေါ့နော်ဟိုတားမြစ်လိုက်တယ်ပိတ်ပင်တယ်အနိုင်ယူလိုက်တယ်ပေါ့နော် they saw off the opposition သူတို့ကပြိုင်ဘက်တွေကိုအနိုင်ယူတယ်အဓိကအဓိပ္ပာယ်ကဒီနံပါတ်1ပါပဲလိုက်လံပို့ဆောင်နှုတ်ဆက်တယ်ကိုတငယ်ချင်းနိုင်ငံခြားသွားမယ်ဘာညာဆိုရင်ကိုကဟိုလေစိတ်တို့သမောဂိတ်တို့မှာသွားပြီးတော့လိုက်ပို့တယ်နော်ကဲရေးလိုက်ရပါပြီsee off နော်သူ့ရဲ့စัญญဘက်ကကျတော့လေစိတ်မှာဘာညာပေါ့နော်သွားကြုံမယ်နော် pick upအဲ့တော့ကျောင်းကနေသွားကြိုမယ်လေစိတ်မှာသွားကြိုမယ်အဲ့ဒါဆိုရင် pick up အဲ့ဒါကဟိုကနိုင်ငံခြားပြန်လာတဲ့တငယ်ချင်းကကိုကသွားပြီးလေစိတ်မှာသွားကြိုမယ်အဲ့ဒါ pick up ကိုရဲ့တာသမီကကျောင်းကနေစာသင်ပြီးလို့ပြန်လာတော့မယ်အဲ့ဒါဆိုကိုကသွားကြိုတဲ့ကျောင်းမှာအဲ့ဒါ pick up အဲ့တော့ see off ကလိုက်ပို့လာသူကနိုင်ငံခြားသွားတော့မယ်အဲ့ဒါဆိုကိုကလိုက်ပို့နှုတ်ဆက်တယ်အတင်မောကြီးနဲ့သွားမယ်ယထာကြီးနဲ့သွားမယ်ကားကြီးနဲ့သွားမယ်လေမြန်နဲ့သွားမယ်အဲ့လိုမျိုးပေါ့နော်နှုတ်ဆက် see off သူ့ရဲ့မူရင်းအဓိပ္ပာယ်ကနံပါတ်1ပဲကျန်တဲ့2နဲ့3တွေကတော့မှတ်နိုင်ကောင်းတယ်ပေါ့နော်မမှတ်နိုင်လည်းရပါတယ်တစ်ကိုတော့မှတ်ထားပါစัญญဘက်ကိုလည်းမှတ်ထားပါ pick up
ရေးလို့ပြီးရင်ပြောပါဆက်ပါမယ် ဘယ်နှစ်စရာ ကဲကျန်တဲ့လူတွေပြီးရင်ပြောပါပြီးရင်ဆက်မယ်နော်အဲ့တော့ခုနကဒီမှာဝိထုထဲမှာပါတဲ့ saw her off နော်အဲ့ဒါက see off ပေါ့နော် see off ကလိုက်လံပို့ဆောင်နှုတ်ဆက်တယ်လိုက်လံပို့ဆောင်နှုတ်ဆက်တော့လေစိတ်တို့သင်္ဘောဂိတ်တို့ကားဂိတ်တို့ပေါ့နော်အဲ့လိုမျိုးလိုက်လံပို့ဆောင်နှုတ်ဆက်သူ့ကိုတက်တာလုပ်တယ်ပေါ့နော်အဲ့ဒါရတယ်အဲ့ဒါနားလည်သွားပြီဆိုရင်ဒီမှာနောက်တစ်ခါသူကဘာပါလဲဆိုဒီ S2 ဆိုတဲ့ဟာတစ်ခုပါတယ် S2 က not သူကတည်တယ်လူနဲတယ်နှစ်ဆက်လင်း၍ဟိုအတိတ်ပဲရတယ်နော် S2 ကနှစ်ဆက်လင်း၍အဲ့ဒီမှာလည်းကြည့်ရအောင် S2 something သူကအမဟိုနေ့မှာဆိုရင် concerning something တခုနဲ့ဆက်လင်းတယ်ပတ်သက်တယ်ပေါ့ Frank was very uncertain as to whether it was the right job for him ဒီအလုပ်ကသူ့နဲ့တင်တော်တဲ့မှန်ကန်တဲ့အလုပ်ဖြစ်လားမဖြစ်လားဒီဝဲသားကလားမလားလို့ပြောနော်လားမလားဖြစ်လားမဖြစ်လားဆိုတာနဲ့ပတ်သက်ပြီးတော့သူကမသိကြဘူးနော်S2 ကနှင်းဆက်လင်း၍he kept his rival guessing as to his real intention သူ့ရဲ့ပြိုင်ဘက်တွေကိုသူ့ရဲ့အဓိကအစစ်အမှန်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကိုသူကမှန်းဆနေအောင်လုပ်ထားတယ်ပြောမပြပါနော်သူဘာလုပ်မယ်ညာလုပ်မယ်အဲ့ဒါတွေကိုသူ့ပြိုင်ဘက်တွေကိုပြောမပြအောင်သူတို့မှန်းပါနော်အဲ့လိုမျိုးလုပ်ထားတယ်နှင်းဆက်လင်း၍နောက်က formal အသုံးလုံးဆိုရင် use when you are starting to talk about something new that is connected with what you are talking about before အရင်တော့ပြောနေတာနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုမဆိုင်တာတစ်ခုပြောတော့မယ်ဆိုရင်အဲ့ဒီ S2 လေးကိုထည့်ပေးရတယ်အဲ့တော့ကိုကဒီမှာအကြောင်းအရာတစ်ခုကိုဒီမှာစပြောရတယ်ပြောနေတဲ့ဒီဒုတိယအကြောင်းအရာကပထမအကြောင်းအရာနဲ့မသက်ဆိုင်ဘူးပထမဒီမှာဆိုရင်ပညာရေးအကြောင်းပြောတယ်နော်ပညာရေးအကြောင်းပြောပြီးဒုတိယမှာဆိုရင်အိမ်တော်ရေးအကြောင်းပြောတယ်ထားပါတော့အဲ့ဒါဆိုဒီနှစ်ခုမသက်ဆိုင်တော့ဘူးဆိုရင်အဲ့ကြားထဲမှာ S2 လေးကိုထည့်ပြီးတော့ပြောရတယ် As to our future plan I think I need only say that the company intends to expand at a steady rate အဲ့ဒါငါတို့အနာဂတ်နဲ့ပတ်သက်ပြီးပြောရရင်တော့တို့ကုမ္ပဏီကမှန်မှန်လေးချက်ရမယ်လို့ရည်ရွယ်ထားတယ်လို့ငါပြောတယ် The president asks for opinion as to the likelihood of what
သမနာကြီးကမေးတယ်အမြင်တွေကိုမေးတယ်ဘာနဲ့ဆက်လင်းပြီးတော့လဲဆိုရင်the likelihood of war စစ်ဖြစ်နိုင်တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဘယ်လောက်တောင်ဖြစ်နိုင်လဲဘာညာပေါ့နော်သမနာကြီးကမေးတယ်အခုဆိုရင်ပါကစ္စတန်နဲ့အိန္ဒိယနဲ့ဖြစ်တော့မယ်နော်ယူကရိန်းနဲ့ရုရှားနဲ့ဖြစ်နေပြီအဲ့လိုမျိုးပေါ့နော်စစ်ဖြစ်နိုင်တာဘယ်လောက်တောင်ဖြစ်နိုင်လဲဆိုတာကိုမေးတယ်ရေးလို့ရတယ်တကယ်တော့သူအဓိပ္ပာယ်ကတော့နှင့်ဆက်လင်း၍ပေါ့ဒါတွေကရေးရမယ်နော်ရေးမှမှတ်မှကြက်မှတိုးတက်မယ်ကဲရေးလို့ပြီးရင်ပြောပါ လုပ်ပြီးပါဆရာ ပြီးပါပြီဆရာ โอเคပါအဲ့ဆို S ကလော်လော်ပြောရရင်တော့နှင့်ဆန်လင်းရွေးပါနော် तू ကအသုံးနည်းနည်းနဲတယ်တွေ့ရခဲ့တယ်အဲ့တော့ဒီမှာတခါတည်းတွေ့တော့မှတ်ထားလိုက်အဲ့တော့ဒီမှာဆက်အောင်သူ့ရဲ့စာပိုက်မှာဒီမှာ S2 နှင့်ဆန်လင်းရွေးဒါလေ where to keep her things သူတို့သမီးရဲ့ဒီအမျိုးသမီးကသူ့သမီးကိုပြောတယ်နင်းပစ္စည်းတွေကိုကနားမှာထားနော်လူနဲ့အဝေးကြီးမှာမထားနဲ့နောက်ပြတင်းပေါက်အပြင်ဘက်ကနေပြီးတော့ရထားစီးနဲ့ပြတင်းပေါက်အပြင်ကိုထွက်ပြီးတော့လူကိုထွက်ပြီးမကြည့်နဲ့နော်နောက်တစ်ခါလူသိန်းနေနဲ့စကားမပြောဖို့ဘယ်လိုရအောင်ရှောင်ရှားမလဲပေါ့နော်အဲ့ဒါတွေနဲ့ဆက်လျင်းပြီးတော့သူ့ကိုအသေးစိတ် instruction ညွှန်ကြားချက်တွေပေးတယ်အဲ့ဆိုရင်ဒီမှာဒါဆိုရင်ဒီတက်ပြနာကအကုန်လုံးသိသွားပြီဒါဆိုရင်နည်းနည်းဆက်အောင်ဒီမှာ they call their goodbyes သူတို့တွေက call ကဒီမှာអော်ပြောတယ်လို့ပြောတာနော် goodbye ဆိုတော့သူတို့ကပေါ့နော်အဖေနဲ့အမေတို့ယူဆရတယ်နှစ်ယောက်ဆိုတော့သူတို့က goodbye လို့អော်ကြတယ် and the train pulled out of the station ဘူရန်ထွက်ခွာတာ pull out of သုံးလုံးနဲ့မှတ်မယ် pull out of ထွက်ခွာနောက်တော့အဲ့တော့ဒီမှာသူနဲ့နီးစပ်တာလေးတွေနဲ့ပြောမှာနော် pull into ကဘာလဲဆိုရင်ယထာဝင်ပြီးတော့ site ကတ်တယ်လို့ပြောတာနော် pull over အဲ့ဆိုရင်ဘေးကိုချရတယ်လို့ပြောတာ pull into ကယထာဝင်ပြီးတော့ဥမာမန္တလေးဘူတာဝင်တယ်ပေါ့နော်အဲ့ဒါနော်ဝင်ရောက် site ကတ်တယ်နော်pull over ကြတော့သူကကိုကဂျင်စီကံဖောက်ဖြစ်တယ်ပေါ့ရဲကလာပြီးဘေးကိုချရလိုက်ဆိုဘေးချရတယ်ကားလာဖမ်းတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဒီမှာကျုံလို့ပြောပြတယ်အဲ့တော့သူတို့ကတဲ့အဲ့လို
တက်တာတွေပါလေအော်လဲအော်ပြီးတော့တိတ်မကြောက်ယထာစပြီးတော့ဘူဒာယန်ထွက်သွားတယ် as I was totally blind at the time at the time ဆိုတာ at that time လို့ပြောတာအဲ့ဒီအချိန်မှာလို့ပြောတာတချို့က there လို့ကြိုက်တယ်တချို့က that လို့ကြိုက်တယ်အတူတူပဲ at that time နဲ့ at that time နဲ့အတူတူပဲအဲ့ဒီအချိန်မှာကျွန်တော်ကလုံးဝကိုကန်းနေတော့ကြောင့် my eyes is sensitive only to light and darkness သူ့ရဲ့မျက်လုံးတွေကဘာဖြစ်လဲဆိုရင်အလင်းနဲ့အမောင်နဲ့ကိုပဲ sensitive အာရုံခံစားမှုသိရှိလို့ရတယ်သူမမြင်ရတော့ဆိုတော့သူနှိပ်ကင်းဘက်ဆိုရင်သူမျက်ခွန်ထဲမှာသူကအလင်းလေးမှိတ်မိလေးတွေ့ရတယ်ညဘက်မိုးချုပ်သွားရင်သူ့မျက်ခွန်ထဲမှာသူမှောင်နော်မျက်လုံးထဲမှာသူမဲကြီးပဲတွေ့ရတယ်နည်းနည်းလေးလင်းနေအဲ့ဒါမျက်လုံးထဲမှာနည်းနည်းလေးလင်းနေအဲ့ဒါနှိပ်ကင်းပေါ့နော်မဲအမောင်နေအဲ့ဒါညပေါ့အဲ့ဒါပဲသူသိတော့တယ်ကျန်တဲ့လူရုပ်တွေပါတယ်သူမမြင်ရတော့အလင်းနည်းနည်းသိတယ်အမောင်နည်းနည်းသိတယ်ဒါပဲ totally blind ဖြစ်နေအဲ့တော့ဒီ satellite ကောင်လေးကယထာဘမှာပါလာတဲ့ကောင်လေးကမျက်ကန်းနဲ့လူလေးပေါ့နော် blind လေးပေါ့သူကအလင်းရောင်နဲ့အမောင်ကိုပဲသူသိတော့တယ်ကျန်တာတွေမသိတော့ I was unable to tell what the girl looked like ဒီကောင်မလေး look like a စင်တူတဲ့ပုံပေါက်တယ်ပေါ့ဒီကောင်မလေးဘလို့ပုံပေါက်လဲဆိုတာကိုပြောပြဖို့ငါမတတ်နိုင်ဘူးအေးဘဲကနိုင်တယ်အန်အေးဘဲကမနိုင်ဘူးလို့ပြောတာမတတ်နိုင်ဘူးအန်ပေါင်းရင် negative ဖြစ်တယ်အဲ့ဒီ negative ဖြစ်တဲ့ဟာကိုရှေ့မှာတစ်ခါပြောယူရရင်နော်အခုဒီမှာတစ်ခါပါလာတယ် happy and happy အေးဘဲအန်အေးဘဲနော်အဲ့လိုမျိုးရှေ့မှာ negative အကြောင်းတွေပြောထားတယ်နော် but ဒါပေမဲ့ I knew she was slipper သူကချင်းညက်ဖနတ်တွေဝစ်တဲ့from the way they slept against their heels သူရဲ့ဒီ they ဆိုတာအများကြီးဒီဖနတ်တွေကနှစ်ဖက်ရှိတာဟုတ်အဲ့နှစ်ဖက်ကလမ်းလျှောက်တော့ဖြတ်ဆိုရင်သူဖနှောင်းနဲ့သွားပြီးတော့ဖနတ်နဲ့ဖြတ်ဆိုရိုက်တယ်နော် slap ကဖြတ်လို့ရိုက်တယ်အဲ့ဒါကိုနားထောင်ပြီးတော့ तू ကသိတယ် तू ကမျက်လုံးကတော့မမြင်ရတော့အလင်းသိတယ်အမှောင်သိတယ်ကြံတော့မမြင်ရတော့အလင်းဆိုရင်နည်းနည်းလေးလင်းနေမှာနော်အဲ့ဒါကိုသိတယ်အမှောင်ကိုမှောင်းနေမယ်မသိဒါပေမဲ့ तू နားတော့ကောင်းတယ်ဘာလဲဆိုရင်ဒီကောင်မလေးဖြတ်ဆိုပြီးတော့ဖနှောင်းနဲ့ခြေထောက်နဲ့ဒီဖနက်နဲ့တစ်ဖြတ်ရိုက်တာကိုကြားလိုက်ကြအောင် तू သိတယ်ဗာလဲချင်းညက်ဖနက်ဝယ်ထားတယ် It would take me some time to discover something about her looks It would take me some time ငါ့ကိုအချိန်အတော်ကြာလိမ့်မယ်ဒီတိတ်ကကြာတယ်လို့ပြောတာနော်တိတ်မှာအဓိပ္ပာယ်အများကြီးရှိတယ်သူကစေးဆိုရင်တောက်တယ်ဓာတ်ပုံဆိုရိုက်တယ်ပေါ့နော်လူဆိုရင်ခေါ်သွားတယ်ပစ္စည်းဆိုယူသွားတယ်ပေါ့နော်ဒီမှာအချိန်ဆိုရင်ကြာတယ်လို့ပြောတာပေါ့နော်သူကအများကြီးပဲအဓိပ္ပာယ်ရှိတယ် To discover something about her look သူမရဲ့ပုံမှန်သဏ္ဍာန်နဲ့ပတ်သက်ပြီးတော့တစ်ခုခုကိုရှာဖွေတွေ့ရှိဖို့အတွက်တော့အ ਨੇ ပါချိန်အတော်ကြာအောင်မယ်ဒါပဲလို့ဆိုတော့ तू ကကန်းမျက်စိမမြင်ဘူးလေမျက်စိမမြင်လဲဆိုတော့ဒီကောင်မလေးဘယ်လိုပုံရှိလဲဆိုတော့ तू ဘယ်လိုလို့သိနိုင်မြင်တော့တန်းတည်တာပါလေမမြင်ဘူးဆိုတော့စကားပြောရတဲ့မှာသိမှာပေါ့ and perhaps I never would ဒါမှမဟုတ်ငါဘယ်တော့မှသိမှာမဟုတ်ဘူးဒီကောင်မလေးဘယ်လိုပုံပေါက်လဲချောလားလှလားပိန်လားနော်ဝါလားပါအဲ့လိုမျိုးဘယ်လိုမှမသိနိုင်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ तू ကမမြင်ရဘူးဆိုတော့ तू ကစကားအံပြီးတော့ तू ကမှန်းစကားတွေပါပြောကြည့်ပြီးမှမှန်းစ but I like the sound of her voice ဒါပေမဲ့သူ့ရဲ့အတန်ရဲ့နော်ဒီစကားတန်တွေကို तू ကြိုက် even the sound of her slipper ဘာလို့တော့ကြိုက်လဲဆိုရင်ဒီဖနက်နဲ့ခြေထောက်နဲ့တစ်ဖြတ်ရိုက်တဲ့အတန်တော်မှပဲကြိုက်တယ်သူစကားပြောလိုက်တဲ့အတန်ဘာသာကစကားပြောလိုက်တဲ့အတန်ကိုကြိုက်တယ်သူခြေထောက်နဲ့ဖနက်နဲ့ရိုက်တဲ့အတန်နော်ဖနှောင်းနဲ့ဖနက်နဲ့ဖြတ်ဆိုရိုက်တဲ့အတန်ကိုတော့မှပဲကြိုက်သေးတယ် even ကတောင်မှအဲ့ဒါဆိုရင်ရေးလို့ရပါပြီဒီစာသားတွေရောအကုန်ရေးရမယ်နော်တောင်မှ even ကတောင်မှအဲ့ဖနက်နဲ့ခြေထောက်နဲ့ရိုက်တဲ့အတန်ကိုမှကြိုက်တယ်ပြောတဲ့စကားတန်လည်းကြိုက်တယ်အကုန်ကြိုက်တယ်ပါနော်ကဲရေးလို့ရပါပြီရေးလို့ပြီးရင်ပြောပါ
မရှင်းလားရှင်းရင်မေးလို့ရပါတယ်အဲ့တော့ where ရဲ့ဒီ wo ရဲ့ဘတ်1တို့ဘတ်2တို့သိလား wo ရဲ့ဘတ်1တို့ဘတ်2တို့သိလားဘတ်3တို့ ဝဲ ဝဲ where တဲ့နော်ကောင်းတယ် where wo ဘတ်3ရပါလား ဝဲ ဘွန် one နော်ဟုတ်ပြီအဲ့ဒါအသစ်ကလေးတွေကြက်ထားရမယ်ဝတ်တယ်ပေါ့နော်သူကအဓိပ္ပာယ်အများကြီးရှိတယ်ဒီတနခါဆိုရင်လိမ့်တယ်ပန်းဆိုရင်ပန်းတယ်အုတ်ထုပ်ဆိုရင်စောင်းတယ်နော်ခဏဆိုရင်စီးတယ်နော်အဲ့လိုမျိုးပေါ့နော်အများကြီးပဲအဓိပ္ပာယ်မိတ်ကပ်ဆိုရင်လိမ့်တယ်ဒါအများကြီးပဲ where no one နော် ကဲဆက်မယ်ပြီးပြီလားပြီးရင်ပြောပါကဲရေးလို့ပြီးပြီလား
ပြီးပြီလို့ထင်ပါတယ်ဆက်အောင်အဲ့တော့ယထာဘူရာယုံကိုဝင်လာတယ်ဆိုရင်အဲ full into เนาะယထာဘူရာယုံကနေစပြီးထွက်ခွာသွားပြီ full out တော့ကားတွေပါတွေဟိုရဲဖမ်းလို့ဒါမှမဟုတ်သူအပေါ်ပါသွားမယ်ဘာညာကိစ္စရှိလို့ဘေးကိုချရရင် full over เนาะသူကအဲ့ဒါတွေရှိတယ်အခုဒီမှာဆက်ပါမယ်where ရဲ့ buff 3ခုက where wo won အဲ့တော့သူကခုနကဒီမှာဘာပါလဲဆိုတော့ဒီမှာ sometimes ဆိုတဲ့ဟာလေးပါတယ် sometimes ဆိုတာကသူ့ကိုနည်းနည်းလေးရှင်းပြ sometimes ကသူက၄မျိုးရှိတယ်เนาะsometime เนาะ sometime နဲ့ sometimes ဒီဘောပထမတစ်ခုကဒီမှာခွဲရမယ်เนาะခွဲပြီးရမယ်ခွဲပြီးရမှာအမစာရိုက်လိုက်တာမခွဲပြီးဖြစ်သွားနည်းနည်းလေးခွဲလိုက်နော်sometime ဒီလိုမျိုးလေးပါနော်အဲ့ဒါကအချိန်အတော်ကြာလို့အဓိပ္ပာယ်ရတယ်အချိန်အချို့ပေါ့နော်အချိန်အတော်ကြာသူက noun I'm afraid it will take some time to repair your car နင်းရဲ့ကားကိုပြင်ဖို့အတွက်အချိန်အတော်ကြာမယ်အားရနာပါတယ်နော် sometime တော့အချိန်အတော်ကြာခွဲရမယ်နော်ဒီအပေါ်ကခေါင်းထဲမှာမှားနေခွဲရမယ်She's lived in Italy for some time. သူကအီတလီမှာအချိန်အတော်ကြာနေခဲ့တယ် So she speaks Italian quite well. အဲ့တော့အီတလီမှာအကြာကြီးနေတယ်ဆိုတော့အီတလီစကားတော်တော်လေးကိုကောင်းကောင်းပြောတတ်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကြာနေလိုက်တာဟုတ်။ရေးလို့ရပြီ။နံပါတ်1 sometime ရဲ့နံပါတ်1က sometime ကဒီမှာနော်ဒါခွဲအခွဲရှိတယ်အပူးရှိတယ် s ရှိတယ်နော်အဲ့လိုမှတ်ရမယ်ဒါကအခွဲနှလုံးတွဲပေါ့နော်ဒီမှာစာရိုက်တာမှားလို့ဒီမှာခွဲရမယ်နော် space လေးစာအခွဲ sometime ရှိတယ်အပူး sometime ရှိတယ် sometime ကိုပူးရရတယ်နောက်တစ်ခါ s sometime ရှိတယ်သူအားလုံးပေါင်း၄မျိုးရှိတယ်နော်ရေးလို့ရပါပြီဒါတွေကမှတ်ရမယ်နော်မှတ်ရမယ်ကြည့်ရမယ်အဲ့ဒါမှတတ်မယ်ရေးပါပြီးရင်ပြောပါနံပါတ်1ဒီမှာ sometime ပါ你咪把谁呀？ Okay ကျန်တဲ့လူတွေပြီးရင်ပြောပါ
ပြီးပါပြီဆရာ Okay ကဲကျွန်တော်တို့တွေအဲ့တော့ sometime က၄မျိုးရှိရယ်နော်ရေးတာတော့၃မျိုးပေါ့ sometime အကွဲဆိုနှလုံးပေါ့နော်ဒီမှာမှားပြီးရေးလို့နော်ဒီလိုမျိုးလေးအကွဲsometime အကွဲ sometime အပူနော်ပူပြီးရေးတယ် sometime s ပါတယ် sometime အဲ့ဒါ၄မျိုးပေါ့နော်ဒီမှာတော့၃မျိုးပေါ့ကဲစက်မယ်ပြီးပြီလို့ယူဆရတယ်ဘာမှလည်းမပြောဘူးနှစ်ယောက်ပဲပြောတယ်အဲ့ဒီမှာစက်ပြီနံပါတ်2က sometime အပူနော်ခုနကနံပါတ်2က sometime အပူခုနကပြောတဲ့ဟာပေါ့နော် sometime အကွဲပြီးတော့ sometime အပူပူရေးတယ်သူက ever အတိအကျမဟုတ်တဲ့တစ်ချိန်ချိန်ဆိုတော့တိတိကျကျမဟုတ်နင်းနဲ့ကတစ်ချိန်ရရင်ဟိုမှာနော်western park မှာနော်အလူကျော်သွားပြီးတောင်းဆကြမယ်အဲ့လိုမျိုးပေါ့နော်တစ်ချိန်ချိန်ရရင်သွားပြီးတော့ western park မှာအလူကျော်တစ်ချောင်းလောက်ပေးပါလိမ့်တောင်းစားမယ်ဘယ်ချိန်လဲတော့မသိဘူးပေါ့နော်အဲ့ဒါကိုသူက sometimes လို့ဆိုပြီးအကွဲနဲ့လည်းရေးလို့ရတယ်အပူနဲ့လည်းရေးလို့ရတယ်ဒါကတော့နည်းနည်းမှတ်တာပါနော်ထူးဆန်းတဲ့ဟာပေါ့အပူလည်းရေးလို့ရတယ်အကွဲလည်းရေးလို့ရတယ်အဓိပ္ပာယ်ကတော့အတိအကျမဟုတ်တဲ့တစ်ချိန်ချိန်ဘယ်ချိန်လဲတော့မသိဘူးတစ်ချိန်ချိန်ရရင်နင်းနဲ့ကလည်းwestern park ကိုသွားမယ်ပြီးရင်အလူကျော်တစ်ချောင်းလောက်ကျွေးပါလို့တောင်းစားမယ် let's have dinner together sometime next week နောက်တစ်ပတ်တစ်ချိန်ချိန်မှာတို့တွေညတာအတူတူစားကြလို့ဘယ်ချိန်လဲမသိဘူးเนาะတစ်ချိန်ချိန်မှာเนาะဘယ်ချိန်လဲတော့မသိဘူးနောက်တစ်ပတ်ပေါ့ when will I get married ငါဘယ်ချိန်မှာလက်ထပ်မှာလဲ this year ဒီနှစ်လား next year နောက်နှစ်လား sometime တစ်ချိန်ချိန်လား never ဘယ်တော့မှလက်မထပ်တော့ဘူးလားเนาะ sometime တော့တစ်ချိန်ချိန်အနာဂတ်တစ်ချိန်ချိန်အတိအကျမဟုတ်ဘူးဘယ်တော့လဲဆိုတာမသိဘူး I will get around to finishing that book sometime ဒီစာအုပ်ကိုငါတစ်ချိန်ချိန်မှာတော့အနာမသိသေးဘူးเนาะတစ်ချိန်ချိန်မှာငါပြီးအောင်ဖတ်မယ်အောင်လို့တော့မအားသေးဘူးဒါပေမဲ့ကျမဒီစာအုပ်ကိုတစ်ချိန်ချိန်မှာပြီးစီအောင်ဖတ်မယ်ဆုံးတော့ဆုံးရတာဒီစာအုပ်အောင်မပြီးသေးဘူးဝယ်ထားတယ်မဖတ်အားသေးဘူးဒါပေမဲ့တစ်ချိန်ချိန်ရင်ဖတ်မယ်အဲ့ sometime အပူเนาะအပူဆိုရင်တချို့နေရာတွေမှာခွဲပြီးတော့လို့ရေးတယ်သူက ever ပေါ့เนาะခုနက now ဟိုက ever အတိအကျမဟုတ်တဲ့တစ်ချိန်ချိန်ဘယ်ချိန်လဲမသိဘူးဒါပေမဲ့အနာဂတ်မှာဖြစ်မဲ့တစ်ချိန်ချိန်နော်ကဲရေးလို့ရပြီရေးလို့ပြီးရင်ပြောပါ
နံပါတ်1က sometime အကွဲသူက noun phrase ပေါ့ noun အဓိပ္ပာယ်ရတယ်သူကဟိုအချိန်တော်ကြနံပါတ်2က sometime ကိုအပူရေးရမယ်သူက ever အဓိပ္ပာယ်ရတယ်တစ်ခါကျရင် sometime ကိုခွဲလို့လည်းရေးလို့ရတယ်နှစ်မျိုးလုံးရေးလို့ရတယ်သူကအတိအကျမဟုတ်တဲ့တစ်ချိန်ချိန်ကဲရေးလို့ပြီးရင်ပြောပါဆက်ပါမယ် ဒီလိုပြီးပါရေးစရာ ကျန်တဲ့လူတွေရေးလို့ပြီးပြီလား ပြီးပါပြီဆရာ ပြီးရင်လည်းပြီးရပြောလေအဲ့ဒါမှသိမှာပေါ့ဆက်သွားအောင်လားမသွားအောင်လားဘယ်လိုမှမသိနံပါတ်3က sometime က aspire เนาะ aspire sometime သူကလည်း ever ပဲသူကတစ်ခါတလေရန်ဖန်ရန်ခါ I sometimes went skiing when I lived in Germany Germany မှာနေတော့တစ်ခါလေကျွန်တော် ski သွားစီရယ်ဟိုမှာဟိုတစ်ခါကျရင်အေးတော့နှင်းနေပါလေရှိတော့ ski တွေပါစီလို့ရတာပေါ့နော်အဲ့လိုပဲထားလိုက်ပါတော့အဲ့ဆိုရင်ဒီမှာတစ်ခါတလေဆိုသူက ever လို့သုံးတယ် aspire sometimes ကို aspire sometimes in the long winter evenings ရှေးလျားတဲ့ဒီဆောင်းရာသီညနေခင်းတွေမှာ I just sit and think about life life ကမှာနော်ငါဘဝအကြောင်းထိုင်ပြီးတော့ပဲစဉ်းစားနေတော့တာပဲsometimes I don't understand what that man is saying အဲ့လူဘာပြောနေငါနားမလည်ဘူးတစ်ခါကြရင်ရန်ဖန်ရန်ကတစ်ခါကြရင်သူက aspire နော်တတိယတစ်ခုက sometimes က aspire နော်ကဲရေးလို့ရပါပြီရေးလို့ပြီးရင်လည်းပြောပါဦး
သုံးခုရှိပြီနော် sometime အကွဲရယ် sometime အပူရယ် sometime s ရေးလို့ပြီးရင်ပြောပါကဲပြီးပြီပြောပါဆက်မယ် ပြီးပါပြီဆရာ ဟုတ်ပြီပြီးပြီဆိုဆက်မယ်နံပါတ်၄ sometime က तू ကအပူပဲဒါပေမဲ့ तू ကအကြီးတွေဖြစ်သွားတာဒီကောင်ကအပူကိုအကြီးလို့သုံးတယ်နော် तू တခါတော့ကအရင်ကဟိုရှိရတော့ကပါနော်ဘာနဲ့တူလဲဆို former တို့ previous တို့အဲ့ဒါနဲ့တူတယ် but a sometime cab driver အချိန်တော့ကတခါတော့ကတစီမောင်းနဲ့Ever now flies airplanes for a living စဝိုင်းရေးအတွက်အခုလေမြန်မောင်းတယ်တစီတခါတော့မောင်းခဲ့တယ်လူအဲ့လိုမှတခါတော့သူတစီမောင်းတယ်အခုလေမြန်မောင်းတယ်စာဝတ်နေရေးအတွက်သူက adjective လို့သုံးတယ်သူကဒီမှာ determiner ရှိတယ်ဒီမှာ noun ရှိတယ်သူက adjective လို့သုံးတယ်သူက sometime number 4သူက adjective လို့သုံးတယ်နောက်မှ noun ရှိရThe diplomat who was a sometime professor ဒီမှာ determiner ရှိတယ် article determiner ရှိတယ် article လို့လည်းခေါ်လို့ရတယ် determiner လို့လည်းခေါ်လို့ရတယ်ဒီနေရာမှာနော်အဲဒီမှာ noun ရှိတော့ဒီကောင်ဒီ adjective ဖြစ်ရပါအဲ့ဒါဆိုတော့တခါတော့ကနော်Oxford တက္ကသိုလ်မှာသမိုင်းပါမောက္ခတစ်ယောက်ဖြစ်ခဲ့တယ်အဲ့ဒီတန်တမန်က diplomat ကတန်တမန်အဲ့ဒီတန်တမန်တော့တခါတော့ကတစ်ချိန်တော့ကနော်Oxford တက္ကသိုလ်မှာသမိုင်းပါမောက္ခတယောက်ဖြစ်ခဲ့ပါတယ်
Amy as sometime singer is my best friend တစ်ချိန်လုံးကဒီမှာ A ကခုနက article determiner เนาะเนาะဒီဘက်က singer က noun ဒါဆိုရင်ဒီ sometime က adjective အဲ့ဆိုရင်တခါတော့တစ်ချိန်လုံးက singer ဖြစ်ခဲ့တဲ့ Amy ကငါရဲ့တကယ်ချင်းဖြစ်တယ်အခုမလုပ်တော့ဘူးเนาะ singer မလုပ်တော့ဘူးအခု Asian မှာဖြစ်နေပြီပါညာပါเนาะအဲ့ဒီနံပါတ်၄က sometime အပူကို adjective လို့သုံးတယ် adjective လို့သုံးတဲ့အတွက်သူ့ကိုနောက်မှာနောင်းလိုက်ရမယ်နော်ရှေ့မှာ article ပါရင်ပါမယ်မပါရင်မပါဘူးရေးလို့ရပါပြီရေးပြီးရင်လည်းပြောပါ ပါပြီဆရာ ကဲကျန်တဲ့လူတွေပြီးပြီလားတရားတော့ပြီးပြီတဲ့ ကဲပြီးရင်ပြောနော်စမယ်နော် ကြိုက်စရာ ငယ်ဟုတ်ပြီပြီးတဲ့လူတွေများလာပြီးတော့စပ်ပြီအဲ့ဒီမှာ sometime က၄မျိုးရှိတယ်အနှစ်ချုပ်ဒီတရားလေးကိုတနေရာထဲမှာတမျက်နှာထဲမှာစုပြီးရေးလိုက်ပြီးရင်ခဏခဏကြည့်ပြီးလိုက်အလိုလိုနေရပါတယ်အဲ့တော့ဒီတမျက်နှာကိုတရားလေးကိုတမျက်နှာထဲမှာပါအောင်ရေးလိုက်ပြီးခဏခဏကြည့်ပေးပါနော်နံပါတ်1က sometime အကွဲနော်သူကကွဲရမယ်နှလုံးခွဲရအဲ့ဒါက noun အဓိပ္ပာယ်ရတယ်အချိန်တော်ကြာနောက်တစ်ခါ sometime အပူသူက ever လို့သုံးတာနော်အဲ့ဒါကအတိအကျမဟုတ်တဲ့တစ်ချိန်ချိန်နောက်တစ်ခါ sometime က expire တဲ့ sometime ကသူလည်း ever ပဲအဲ့ဒါကတော့တစ်ခါတလေရံပန်ရံခနောက်ဆုံးတစ်ခုကတော့ sometime ကို adjective လို့သုံးတာ adjective လို့သုံးရင်သူကနောက်ကအနောင်းလိုက်ရမယ်နော် adjective လို့သုံးရင်နောင်းလိုက်ရမယ်အဲ့ဒါကအရင်ကတစ်ချိန်ကဟိုတစ်ချိန်လုံးကနော်ဒါလေးကိုတမျက်နှာထဲမှာစုပြီးရေးလိုက်ပြီးရင်ခဏခဏကြည့်ပြီးအလိုလိုနေရင်အလွတ်ရပါတယ်ကဲရေးလို့ရပါပြီတမျက်နှာထဲမှာစုရေးထားပါပြီးရင်ခဏခဏကြည့်ပြီးအလိုလိုနေရင်အလွတ်ရပါတယ်
ကဲပြီးရင်ပြောပါ ပြီးပါရေးစေရ အဲ့တော့ခုနကဟာမှာခုနက sometime ဆိုတဲ့ဟာလေးပါလာတယ်နော်အဲ့ဒီ sometime လေးအကြောင်းကိုဒီမှာရှင်းပြတယ်သူကဒီမှာit would take me some time အချိန်အတော်ကြာလိမ့်မယ် to discover something about her looks သူမရဲ့ပုံမှန်တရံကိုတခုခုသိရဖို့ဥမာပိန်လားဝလားချောလားအယုတ်ဆိုးလားပေါ့နော်အဲ့လိုမျိုးတခုခုလူကိုအချိန်အတော်ကြာမယ်ဒါနံပါတ်1 sometime နော်noun sometime ပေါ့နော်အချိန်အတော်ကြာအဲ့လိုမျိုးအလုံးပေါင်း၄ခုရှိတယ်ဟိုရှင်းပြလိုက်ပြီအခုနောက်ထပ်စာမျက်နှာတစ်မျက်နှာကိုသွားပါမယ် Are you going all the way to Dihara နေငါတဲ့ Dihara အထိရောက်အောင်သွားမှာလားတဲ့ I ask ငါကမေးလိုက်တယ် I must have been sitting in the dark corner must have been sitting ဒီကောင်ကဒီ special person ရဲ့ဒီ present perfect continuous in the dark corner ဒီမှောင်တဲ့တောင်လေးမှာထိုင်နေတာဖြစ်ရမယ် because ဘာဖြစ်လို့လဲ my voice started her started ကထိတ်လန့်စေခဲ့တယ်လို့ပြောတာဟာကသူမငါရဲ့အတန်ကသူမကိုထိတ်လန့်စေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ तू ပြောလဲပြောတာဟိုကလန့်အဲ့တော့ तू ကအမောင်ထဲမှာထိုင်နေတာဖြစ်ရမယ် तू ကမောင်လားလင်းလားဆိုတော့ तू သိမသိသတိပေါ့နော် तू ကဟိုမျက်စိမမြင်ရဘူး तू ရထားရတဲ့အခန်းထဲရောက်သွားတယ်ဆိုတော့ तू ကသိပြီးတော့ဟိုမောင်လားလင်းလားသိမသိကြတော့ဘူး she gave a little exclamation ဆိုတာကလူတကာသိတယ်နော်3တန်း4တန်းလောက်ဆိုသိဒီလိုမျိုးလေးပေါ့နော်အန်အားသင့်တယ်လို့ပြောတဲ့သဘောပေါ့ a little exclamation ဆိုတော့နည်းနည်းလေးလန့်သွားတယ်ပေါ့နော် oh ha hello အဲ့လိုမျိုးပေါ့နော်ဟာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုမျိုးကိုပြောတာ and said I didn't know anyone else was here ဒီနေရာမှာနောက်တစ်ယောက်ရှိနေတာကိုငါမသိခဲ့ဘူးလို့သူကဟိုအမင်ဒိတ်တန်လေးနဲ့ဟာဟဲဟယ်လိုအဲ့လိုမျိုးလေးနဲ့သူပြောတယ် where it often happens that people with good eyesight fail to see what is right in front of them where the any it often happens တခါလေကြာရင်ဖြစ်တတ်တယ် that ဘာဖြစ်လဲ people with good eyesight မျက်လုံးအမြင်ကောင်းတဲ့လူတွေမျက်စိမြင်တဲ့လူတွေပေါ့နော်အဲ့လူတွေက fail မမြင်ဘူးပြက်ကွက်တယ်ကြာရှုံးတယ် to see တွေ့ဖို့ what is right in front of them တို့ရှေ့တဲ့တယ်ဒီ right ကဒီနေရာမှာတဲ့တယ်လို့ပြောတာ right ရဲ့အဓိပ္ပာယ်အများကြီးရှိတယ်ဒီနေရာမှာမှန်ကန်တော့တဲ့တယ်လို့ပြောတာတို့ရဲ့ရှေ့တဲ့မှာရှိတဲ့ဟာကိုတို့မမြင်ဘူးဘာဖြစ်လို့လဲဆိုရင်တို့ကမျက်စိမြင်တဲ့လူတွေဖြစ်တော့တောင်းတောင်းဆိုရင်ဟိုမျက်စိကမြင်နေတယ်ဆိုတော့တို့တိတ်အာရုံမထားဘူးပေါ့နော် they have too much to take it တို့မှာကြည့်ရှုဖို့အများကြီးပဲဟောကြည့်စရာရှိကြတယ်အများကြီးပဲပေါ့အဲ့လိုမျိုးပြောတာအဲ့တော့တို့ကတချို့ဟာတွေမမြင်တော့မျက်စိမမြင်တဲ့လူတွေကြတော့တို့ကဘာမှမမြင်အောင်ဘာမှမမြင်ရတော့တို့ကဟိုနောက်မှာဘာဖြစ်လဲဒီနောက်ဘာဖြစ်တို့မှန်းနေရပါတော့မှန်းပြီးအတန်တို့အနံ့တို့ဒီလှုပ်ရှားမှုတို့အဲ့ဒါတွေနဲ့သူကဘေးနားမှာဖြစ်နေတာလို့တို့ကခံမှန်းရတယ်နော်မျက်စိမြင်တဲ့လူတွေကကြတော့ကြည့်လိုက်ရင်သိနေတာပါလေအဲ့တော့တို့ကသိပြီး view မဆိုင်တော့အသူ့ရှေ့မှာဖြစ်နေလဲသူမြင်ရမြင်မယ် I suppose whereas people who cannot see whereas က contraction ကိုပြောတယ်ဟိုသူကဒီ contrasting ကိုပြောတယ်သူကဒီစန့်ကျင်မှုပေါ့နော်စန့်ကျင်မှု but လိုမျိုးပေါ့နော်သူကနည်းနည်းဟို cannot see တော့မမြင်ရတဲ့လူတွေဆိုတော့ blind တွေပေါ့မမြင်ရတဲ့လူတွေ or see very little အရင်နည်းနည်းလေးမြင်ရတယ်မမြင်ရတဲ့လူတွေမှာတချို့လူတွေကြတော့နော်သူတို့နည်းနည်းလေးမြင်ရတယ်စာလေးပါလေးနည်းနည်းပါအတင်းကပ်ပြီးဖိုက်ရင်လည်းပါမြင်ရတယ်လူဟိုအရေးပေါ့နော်ဒီလိုမျိုးလူတယောက်ဆိုရင်သူအရေးလေးလိုမျိုးမြင်ရတဲ့လူတွေရှိတယ်ကန်းတော့ကန်းတယ်ဒါပေမဲ့မြင်ရတယ်ဒါဆိုသူတို့ကကံကောင်းတာပေါ့နော်တချို့လူတွေဆိုလုံးလုံးမမြင်ရလုံးလုံးမမြင်ရင်သူကဟိုအလင်းနဲ့အပေါင်ကို
အဖြူနဲ့အနက်နဲ့အဲ့လိုမျိုးပဲသိတော့တယ်နော်တချို့လူကြတော့အတင်းစာရွက်တွေပါတယ်ကိုမျက်စိနဲ့ကပ်ဖိုင်မြင်ရတဲ့လူမျိုးရှိတတ်တယ်နော်အဲ့ဒါကြုံဘူးတယ်ပေါ့နော်အဲ့ဒါပြောနေတာ see very little ဆိုတော့နက်နက်လေးပဲမြင်ရတဲ့လူတွေလုံးဝမမြင်ရတဲ့လူတွေအဲ့လူတွေက have to take it ကခုနကပြောတဲ့ကြည့်ရှုဖို့ပေါ့နော် only the essential အရေးကြီးတာတွေကိုပဲသူတို့မှတ်ယူရတယ်ဒီမှာtaking ကမှတ်ယူတယ်ပေါ့နော်သိရပေါ့နော်သိတယ်ဆိုတော့ဗာလဲဆိုတော့သူကဒီလူတွေကတချို့လူတွေကမျက်စိမြင်တယ်မြင်တော့သူတို့ကပတ်ဝန်းကျင်မှာဟာတွေကိုတွေ့တော့တော်တော်ဂရုစိုက်မျက်စိမမြင်တဲ့လူတွေကကြတော့ခုနကပြောလို့ဘာတွေဖြစ်နေလဲဆိုသိဖို့အတွက်သူတို့ကအမှလမ်းလျှောက်တဲ့အတန်တို့เนาะအနံ့တို့เนาะအဲ့ဒါမျိုးတွေကိုသူတို့လှုပ်ရှားမှုတွေကိုကြည့်ပြီးတော့သူတို့ကမှန်းရတာပေါ့เนาะအဲ့တော့သူတို့မှာပြဿနာရှိ whatever register most tellingly on their remaining senses ဒီတိတာသူတို့ရဲ့ကြံရှိနေသေးတဲ့အာယုံတွေမှာကြံရှိနေတဲ့အာယုံဆိုတာကဒီအမြင်အားတော့မရှိတော့ဘူးအမြင်မရှိတော့ဆိုကန်းနေတာဟုတ်အမြင်မရှိတော့ဘူးဆိုတော့ကြံတာကဒီအကြားတို့အထီးတွေတို့အနံ့တို့ကတော့အရသာတို့အဲ့ဒါတွေတော့ကြံသေးတယ်အဲ့ဒါတွေမှာသူတို့သိတဲ့ဟာတွေကိုသူတို့ကလိုက်ပြီးတော့သူကတေချာလိုက်ပြီးတော့လှုပ်တယ်လှုပ်တော့သူတို့ကသူများတဲ့ပို့ပြီးတော့အဲ့ဒီမှာအားတာတယ်ဥပမာဒီလူကောင်းတယောက်ကတော်တော်အတန်တစ်ခုကိုမကြားဘူးပေါ့ဘာဖြစ်လို့လဲဆိုရင်သူကမျက်စိမြင်နေတာဟုတ်အဲ့ချိန်မှာမျက်စိမမြင်တဲ့လူကကြတော့သူကအဲ့တော်တော်လေးအတန်လေးကိုသူကြားတယ်ဘာဖြစ်လို့လဲဆိုရင်သူကမျက်စိမမြင်တော့သူ့ရဲ့ဟိုဘက်ကအကြားအာယုံကပို့ပြီးတော့ထက်မြက်သွားတာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်နော်အဲ့ဒီသဘောကိုပြောတာအဲ့တော့ဒီပြီးခဲ့တဲ့6နှစ်လောက်တုန်းကဒီရေကြော်ဆိုဆရာတို့နေတဲ့နားမှာဟိုဟာရှိတယ်relax ဆိုတဲ့အနှိတ်ခမ်းရှိတယ်အနှိတ်ခမ်းဆိုတာမျက်စိမမြင်တဲ့လူတွေနှိတ်တာနော်မျက်စိမမြင်တဲ့လူနှိတ်တာသူတို့ကတွားနှိတ်ပြီးတာပေါ့နော်နှိတ်တယ်ဆိုတာကဒီအညောင်းပြေညာပြေနှိတ်ပြီးတာအဲ့ဒီမှာသူကလူတွေအများကြီးပေါ့နော်5-9ယောက်ရှိတယ်အဲ့ဒီထဲမှာအဲ့ကိုချင်းဆိုတဲ့လူတယောက်ကဆရာနဲ့နည်းနည်းလေးခင်သွားတာပေါ့နော်ခင်တော့သူနဲ့ပဲနှိတ်လေးနှိတ်ထားရှိရပါတော့သူကချင်းလူမျိုးဆိုလို့သူ့ကိုကိုချင်းလို့ခေါ်တာသူ့နာမည်တော့သိချာမသိပါဘူးထားပါတော့သူကဆရာကျော်လို့ခေါ်တယ်အဲ့ကိုချင်းနဲ့တော့နှိတ်တော့သူကပရမတ္တကတော့ဟိုပေါ့နော်3-5လကြာတော့ပရမတ္တကတော့တခါတော့ဟာတဲ့ဆရာကျော်လာပြီရဲ့ဘလို့သူကကိုယ်မမြင်မဲနဲ့ဘလို့လို့ဆရာကျော်လာပြီဆိုတော့ဆရာကသူကသိလာတာဆိုတော့သူသိဟာလန့်ပါလေအဲ့မေးကြမင်းငါ့ကိုဘာဖြစ်လို့ငါလာတာသိတာလဲဆိုတော့ဆရာကျော်ရဲ့တဲ့ဗာလဲတော်ရဲအိမ်ကန်းတော်နော်တော်ရဲကတချွန်ချွန်မြည်လို့သိတာတဲ့ဟာအဘောဆရာကျော်ရဲ့ရေမွေးနှံ့ကိုကျွန်တော်မှတ်မိတယ်ဆရာကျော်လာရင်ဒီရေမွေးနှံ့ရတာပေါ့နော်အဲ့ဒီရေမွေးနှံ့ကိုမှတ်မိတယ်အဲ့ဒါကြောင့်သိတာသူကမဟုတ်ပထမအောင်ဆုံးတွေ့ချင်းပြောအဲ့မှာပထမဆုံးတစ်ခါမှာသူကအာဆီယာကျော်လာပြီလို့ပြောတယ်အဲ့အရှိမှာ3-5လအတူသွားပြီးသွားပြီအဲ့တော့အဲ့တလားကျတော့သူကဆရာကျော်လာပြီလို့ပြောတော့အမင်းကလာတာဘယ်လိုသိရဆိုဆရာကျော်ရဲ့တဲ့ဒီတော်ရဲချိတ်တဲ့အတန်ချွန်းချွန်းချင်းမြည်တဲ့အတန်ကိုကျွန်တော်မှတ်မိတယ်ဟုတ်ပြီโอเคအဲ့နဲ့အဲ့နေကနှိပ်လိုက်တယ်ဗောနော်နှိပ်တော့ဘယ်လောက်ပေးရဆို9000ပေးရတယ်အဲ့ကြာပြီပေါ့9000ပေးပြီးနှိပ်ပြီးပြန်လာပြန်လာပြီးနောက်တစ်ခါတော့အဲ့နာလေးရောက်တော့ပြန်သတိရပါတယ်သူသူကငါရဲ့တော်သွဲပေါ့နော်တကားတော့အတန်ကိုသူကြားတယ်ပေါ့အဲ့ဆိုငါဒီဟာကိုသူမကြားအောင်လုပ်မယ်ပေါ့ဆိုအဲ့ဒါကိုတော်တဲ့ကိုတေချာကင်လိုက်တယ်လက်ထက်မှာတေချာအတန်မမြင်အောင်ကင်လိုက်တယ်ကင်လိုက်ပြီးတော့သူတို့ခန်းထဲကိုတကားခောက်ပြီးဝင်သွားတယ်အဲ့ကောင်ထပ်ပြောတယ်ဟာဆရာကျော်လာပြီဟာဘလို့ပြတာလဲပေါ့နော်လန့်သွားရောဒီလူကဘလို့ငါ့ကိုသိကြလဲပေါ့ဒီတော်တဲ့အတန်ကိုမကြားအောင်တော်တဲ့မလုံအောင်လို့လက်ထဲမှာတေချာကင်ထားတယ်အဲ့အနေထားမှာ तू ကဆက်ကြော်လာပြီလို့ပြောတော့ဘာလဲပေါ့နော်အဲ့ဒါသူ့ကိုမေးကြည့်ဘယ်လိုလုပ်သိတာလဲပေါ့ဟာတဲ့ဆက်ကြော်စွတ်တဲ့ရင်မိုးကိုမှတ်မိတာတဲ့ဟာပြန် तू ကမျက်စိမမြင်အောင် तू အတန်ကိုမှတ်ထားတယ်တော်တဲ့အတန်ကြတယ်ဟာဒီအတန်ကဒီလိုသူကမှတ်ထားတယ်အဲ့အတန်ကိုမကြားအောင်တမင်တကာဒီဘက်ကလူကတမင်တကာဆရာကသူ့ကိုညစ်ပတ်ပြီးတော့ဒီတော်တဲ့အတန်မထွက်အောင်လုပ်ပြီးတော့ကင်သွားတယ်အဲ့တော့ तू ကဘာမှတ်မိလဲတဲ့ရေမွေးနှံတယ်အနံ့အောင်မှတ်မိတယ်အဲ့တော့ဆိုလိုတာဒီမျက်စိမြင်တဲ့လူတွေကသူတို့ရဲ့
အာယုံခံစားမှုထဲမှာမျက်စိမြင်တာကဟိုနေပါတော့ကန်ထူးလို့ဟိုနေပါတော့လူတကာနီးပါးရနေတော့သူတို့ကအဲ့ဒါကိုသိဂယူးမဆိုင်တကယ်တော့ဒီမျက်စိမမြင်တဲ့လူတွေကြတော့သူတို့မှာရှိတဲ့ဒီဒီပင်ဟာတွေပေါ့နော်မျက်စိမမြင်အောင်ဆိုတော့ဒီအနံ့တို့အတန်တို့အထီးအတွေ့တို့အဲ့ဒါတွေနဲ့သူတို့ကပို့ပြီးတော့ထိုးကြုံတယ်ကျန်တဲ့လူတွေကပို့တာတယ်ပေါ့နော်အဲ့ဒါကိုပြောတာကဲရေးလို့ရပါပြီအဲ့ဒါဘူးတုဒ္ဒကိုပြောပြတယ်ဒီမှာဟိုဟာလေးတွေနော်စလုံးလေးတွေနဲ့ဟိုဟာလေးတွေရေးပါအခုတော့အဲ့ဒီကိုချင်းလည်းမရှိတော့ဘူးဘယ်ရောက်သွားလဲမသိဘူးကိုဗစ်တွေကပြောက်သွားဒီပြီးပါစေရာ โอเคပါကျန်တဲ့လူတွေပြီးရင်ပြောပါကဲရေးလို့ပြီးပြီလားရေးလို့ပြီးရင်ပြောပါနော်မရှင်းတာရှိရင်မေးလို့ရပါတယ်
ကဲပြီးပြီလို့ယူဆပါတယ်အဲ့ဒါဆိုရင်ဒီမှာနောက်မှာအတန်းနေပါတယ်ရှိတဲ့လူတွေရှိနိုင်တာကြောင့်မလို့ဒီမှာပဲရက်လိုက်မယ်မနေ့ကညမှာဒီဟာကိုဆက်မယ်နော်တင်နန်းလာတဲ့လို့ဝမ်းသာပါတယ်ထွက်လို့ရပါပြီတက်တာပါ